ကဲဒါကတော့ဂီရောမှုကဝင်လာတဲ့ခောက်ဆွဲလေးဖြစ်ပါတယ်ခောက်ဆွဲလေးတွေကို ABC ကြာညိုလေးထည့်ပါမယ်။ဒါပြီးကြာညိုလေးထည့်ပြီးတော့ကြတော့ခောက်ဆွဲလေးကိုနေထားလိုက်ပါမယ်။ပြီးလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်တော့ပစွန်လေးရယ်ပန်းမွန်လေးရယ်ပြီးလို့ရှိရင်ဒီပြမှုတေးသေးလေးလည်းရှိနေရတဲ့ကောင်မျိုးထည့်လိုက်ပါမယ်။ဘေဒီကွန်လေးပါပြီးလို့ရှိရင်ခါကျက်ဦးလေးရယ်အစိမ်းကတော့ဘဲသီးမရှိရတဲ့ကြောင့်ဒီနေ့အိမ်မှာရှိရငရုတ်ကဒီလေးနဲ့ရှိရလေးနဲ့ဒီနေ့ခေါက်ဆွဲတူတူကြောကြပါမယ်။တက်စီလေးပူလာပြီဆိုရင်တော့ကျက်ဦးလေးရင်စားကြောပါမယ်။တော့ကျုပ်တော်လေးရရင်ဖြစ်တဲ့အတွက်ကြောင့်မို့ကျုပ်တော်လေးကိုဆဲထားလိုက်ပါမယ်။ကျုပ်ကြော်ထားတဲ့စီထဲမှာဒီအတူရဲ့နဲ့ပစုံလေးကိုထည့်ပြီးပို့လိုက်ပါမယ်။ပစုံလေးကိုလည်းအရသာလေးဝင်အောင်အရသာလေးနဲ့ထားပါတယ်။လေးရယ်တသားမုံလေးနည်းနည်းရထည့်လိုက်ပါမယ်ဒီဆိုလို့ရှိရင်တော့အတိအကျလေးတွေကနည်းစီလာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတာမျိုးနဲ့နဲ့ထားတဲ့တောက်ဆွဲလေးကိုထည့်လိုက်ပါမယ်ပြီးလို့ရှိရင်တော့အတိအကျလေးနဲ့ရောသွားအောင်ဒါလေးကြော်ပါမယ်ခေါင်းဆွဲလေးရဆိုလို့ရှိရင်ဂျပန်မှာကပြောမှုစပါနေရလားဒါ2000မှာရန်50လောက်တည်းပြရတာလေးကောင်းနေပြရမယ်လို့တော့အချိန်များရင်းပေါ့နော်ခေါင်းဆွဲလေးနည်းနည်းလေးပြီးနေတဲ့အချိန်မှာပြောင်းချော်ထားတဲ့အချိန်မှာအချင်းလေးလောက်ပါမယ်အချင်းအတွက်ကိုတော့မြန်မာချင်းလေးစားခြင်းတဲ့အတွက်ကြောင့်မျိုးတခါသီးလေးရယ်ဟဲ့ညင်သီးစိတ်လေးရယ်ချက်သွင်းလေးရယ်နဲ့ပြင်ဆင်ထားပါတယ်အထဲကိုစားလေးနဲ့ထည့်ပါမယ်ပြီးလို့ရှိရင်တော့တမယာသီးအစေကလေးကိုညှစ်ထည့်လိုက်ပါမယ်တမယာသီးလေးကမှုန်းနေရပါမယ်